Australia Divination YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီ2026 prediction ပေါ့နော်ဇူဒီရဲ့ sign 12ခုအတွက်2026 January prediction လေးဗီဒီယိုလေးတစ်ချက်လုပ်ပေးမယ်ပေါ့နော်ဒီမှာဆိုရင် tarot ကနဲ့ prediction လုပ်ပြီးမှဖြစ်ပြီးတော့tarot က88ကတ်လုံးမပါဘူးအဓိက major က22ကတ်ကိုပဲဆွဲထုတ်ထားတယ်major က22ကတ်ကိုမှဇူဒီရဲ့ sign 12ခုအတွက်တစ်ခုချင်းစီကိုစားပြုပေါ့နော်ဘယ် sign ကဘယ်ကိုစားပြု major ကတ်ရမလဲအဲ့ဒီ major ကတ်ရဲ့ theme alike ဒီ2026မှာဘယ်လိုမျိုးကြုံရမလဲဆိုတာ prediction လုပ်ပြီးမှာပေါ့နော်အကြတော့တစ်ခုချင်းစီအတွက်ကိုဘယ်ကတ်တွေရမလဲဆိုတာတစ်ချက်ဆက်ကြည့်လို့ရပါတယ်ပထမဆုံးကတော့ Aries ရာသီဝါတွေအတွက်ပေါ့နော် Aries ရာသီဝါတွေအတွက် major 22ကတ်ထဲကနေပြီးတော့ဆွဲလိုက်တဲ့အခါမှာကျလာတဲ့ကတ်ကတော့ The War ဆိုတဲ့ကတ်ပါပြောရမယ်ဆိုရင်တော့ Aries ဒီ2026ထဲမှာကံကောင်းတဲ့ထဲမှာပါတယ်လို့မြင်နေပေါ့နော် The War ကတ်ရဆိုရင် The War ကတ်ဒီလုံးဝအောင်မြင်မှုတွေရတဲ့ကတ်လို့ပြောလို့ရတယ် Tarot မှာဆိုရင်Aries ဒီ2026ထဲမှာနိုင်ငံခြားသွားဖို့ plan ထားတဲ့သူတွေဆိုရင်သွားဖြစ်လိမ့်မယ်ပေါ့နော်ထွက်ဖြစ်လိမ့်မယ်ဒီနှစ်ထဲမှာထွက်ဖြစ်လိမ့်မယ်ပြီးတော့အဲ့လိုမျိုးနိုင်ငံခြားနဲ့ရဝေးရသူတွေနဲ့ဆက်ဆက်ပြီးတော့ collaboration တွေလုပ်ပြီးတော့အလုပ်လုပ်ရတာမျိုးတွေဖြစ်လာတတ်တယ်ပြီးတော့ business ဆိုရင်လည်းနှစ်ခုလောက်ပြိုင်တူလုပ်ရတာမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော်လက်ရှိ Aries တွေလုပ်ငန်းသစ်တွေစဖို့ရည်ရွယ်ထားတယ်new plan တွေရှိရဆိုရင်တော့လုပ်ဖို့ရာအတွက်အကြံပေးခြင်းတယ်ဘာလို့လဲဆိုတော့ကြာထားတဲ့ကံအရာက new cycle ပေါ့နော် cycle အသစ်တစ်ခုစပြီးတော့လဲပတ်လို့ရတဲ့နှစ်တစ်နှစ်လို့ပြနေရပေါ့နော်ပြောရမယ်ဆို Aries တွေအလုပ်တော့အရန်ပြီးလိမ့်မယ်အလုပ်ပြီးလိမ့်မယ်ဒီ2026မှာကလေအလုပ်တော့ပြီးလိမ့်မယ်ဒါပေမဲ့လုပ်တဲ့လောက်လည်းဖြစ်လိမ့်မယ်ဖြစ်မဲ့နှစ်ပေါ့နော်လုပ်တဲ့လောက်လည်းဖြစ်မဲ့နှစ်ဖြစ်မယ်ပြီးတော့အဓိကကအဲ့လိုမျိုးလူမျိုးခြားဘာသာခြားတွေအကျိုးပေးတယ်ပေါ့နော်ကိုနဲ့အဲ့လိုမျိုးစိတ်နဲ့ဒေတာကရဝေးရသူတွေနဲ့အတူတွဲပြီးတော့အလုပ်လုပ်ရတာမျိုးမိတ်ဆွေတစ်တွေရတာမျိုးရှိရပေါ့နော်မိတ်ဆွေတစ်တွေရတာမျိုးရှိရပြီးတော့ကိုလုံနေတဲ့အလုပ်တွေမှာပို့ပြီးတော့နာမည်ရလာတာမျိုးတွေဖြစ်တတ်တယ်ပြောရမယ်ဆိုရင်တော့ဒီ universe ရဲ့ blessing တွေရမယ်နှစ်တစ်နှစ်လို့မြင်နေပေါ့နော် Aries တွေအရှိမပြောထားသလိုပဲအဓိကအဲ့လိုမျိုးနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့တွားဖို့ရာ plan ထားတယ်နှောင့်နှေးကြန့်ကြာနေရတွေရှိရဆိုရင်စိတ်မပူနဲ့ဒီ2026ထဲမှာ Aries တွေနိုင်ငံခြားပြည်ပခရီးစဉ်တွေပေါ့နော်တွားပြဖို့ရှိတယ်ပညာရေးနဲ့ပဲဖြစ်စေစီးပွားရေးနဲ့ပဲအလုံးနဲ့ပဲဖြစ်စေဒါမှမဟုတ်အလဲအပတ်သဘောမျိုးခဏတာတွားရတာမျိုးစီစဉ်ထားတာမျိုးပဲဖြစ်စေမစီစဉ်ထားရင်တောင်မှရောက်သွားတာမျိုးတွေဖြစ်တတ်တယ်ကွာပြောမယ်ဆိုရင်ဥပမာကိုကပြည်ပ trip တွေတစ်ခါမှမသွားဘူးစီလည်းမစီစဉ်ထားဘူးဒါပေမဲ့ဒီ2026ထဲမှာမထင်မှတ်ဘဲနဲ့ဘန်ကောက် trip တွေသွားရတာတို့ဗီယက်နမ် trip တွေသွားရတာအဲ့လိုမျိုးတွေသွားရဖို့တွေမြင်နေပေါ့နော်Aries တွေအနေနဲ့အဓိက Aries တွေကိုကြံပေးချင်တာဒီနှစ်မှာကတိတ်ပြီးတော့လေကိုအရန်အဲ့လိုမျိုးကို perfect ဖြစ်အောင်လို့အရန်အဲ့လိုမျိုးလုံးမယူနဲ့လို့ပြောချင်တယ်ပေါ့နော်အဓိကကိုယ့်ရဲ့ပင်ကိုအရှိတိုင်အောင်ပဲပြဥပမာဟို body goals တွေပါတယ်ဆိုလဲဥပမာဘယ်မင်းသမီးလိုမျိုးပဲဆိုတော့လိုမျိုးဖြစ်ချင်တာအဲ့လိုမျိုးတွေtarget ထားတာမျိုးတဲ့ဆိုင်ကိုအရှိတိုင်ကိုလက်ခံပြီးတော့သွားတာမျိုးကအဆင်ပြေတဲ့နှစ်တက်နေလို့မြင်တယ်ဥပမာကိုရဲ့ body ကဝရတယ်မလားဝရတယ်ဆိုဒီဝတာကိုပဲကျမ်းမာရေးနဲ့ညီအောင်လို့ရှေ့ဆက်သွားဒီဝတာကြီးကိုပိန်အောင်လို့အတင်းလောက်တာမျိုး push လောက်တာမျိုးတွေအဆင်မပြေနိုင်ဘူးပေါ့နော်ဒီနှစ်က2026ကပင်ကိုအရှိတိုင်းလေးသွားတာပိုအောင်မြင်မယ်ကိုယ့်ရဲ့ပင်ကိုပုံစံအတိုင်းအောင်ပဲလူတွေကလက်ခံလာလိမ့်မယ်ကိုယ့်ရဲ့နာမည်ကပို့ပြီးတော့ကိုရလာဖို့ရှိတယ်အလုပ်ထဲမှာဆိုရင်လည်းအဲ့လိုမျိုးယာရုတိုးတွေရှိတယ် Aries တွေပေါ့နော်အလုပ်ထဲမှာယာရုတိုးတွေရှိတယ်ထက်လူကြီးကကိုပို့ပြီးတော့လူသတိထားမိလာတာမျိုးအထက်လူကြီးရဲ့အခွင့်အရေးပေးတာမျိုးတွေကိုကပိုရလာတာမျိုးတွေ Aries တွေရှိရပေါ့နော်ကိုပိုင်အလုပ်စည်းဝါးလုပ်နေတဲ့ Aries တွေဆိုလဲအလုပ်တွေကအရန်ကိုတရှိန်တိုးဖြစ်လာဖို့များတယ်
ပြီးတော့အဲ့လို business တွေဆိုလဲဆိုင်ခွဲတစ်ခုကနေနှစ်ခုဖွင့်နိုင်လာတာမျိုးအဲ့လိုမျိုးတွေမြင်နေပေါ့နော်ဟိုအလုပ်ကတော့အစောပြောသလိုပဲပြင်ပန်းဖို့တော့ရှိရဲကိုကဟို easy going သွားတဲ့နှစ်တော့မဟုတ်ဘူးအလုပ်တွေအဲ့လိုဟိုသွားလိုက်ဒီသွားလိုက်နဲ့အရန်ပင်ပန်းပြီးတော့ပင်ပန်းတလောက်လဲဟိုထိုက်တန်တဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ်ပေါ့နော်ပညာရေးမှာဆိုရင်လဲ Aries တွေအဲ့လိုမျိုးကိုရီမန်းထားတဲ့ goals တွေကိုအရောက်သွားနိုင်လိမ့်မယ်ဥမာ scholar တွေပါရှောက်ထားတဲ့သူတွေဆိုရင်လဲရဖို့များတယ်ပေါ့နော် percent တော်တော်များတယ်အခြေရေးမှာဆိုရင်တော့အခြေရေးမှာကတော့အရန်တော့positive တော့မများဘူးပုံမှန်ပဲပေါ့နော်တချို့တွေဆိုရင်တော့အဲ့လိုမျိုးအခြေရေးမှာလက်ရှိ relationship နေတဲ့သူတွေဆိုရင်ဒီလူနဲ့ပဲဟိုတည်တန်းဖို့ရှိတယ်ဒီ2026ထဲမှာဒီလူနဲ့ပဲဆက်သွားဖို့ရှိတယ်ပေါ့နော် single Aries လေးတွေဆိုရင်လည်းဒီ2026ထဲမှာသဘောကျတဲ့သူတွေကတယောက်မကအောင်နှစ်ယောက်ပြိုင်ကြိုက်တာတော့နှစ်ယောက်ကလာပြီးတော့စကားပြောတာတော့အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့အတီတွဲဖို့အတွက်ကတော့ single Aries လေးတွေအနေနဲ့နည်းနည်းဟိုအတီ relationship တွေရဖို့အတွက်ကတော့နည်းနည်းboundary ရှိတာတို့စီတခုခုနဲ့ရှေ့ဆက်တက်ဖို့အတွက်ရက်တက်နေတာမျိုးအဲ့လိုမျိုးလေးတော့နည်းနည်းဖြစ်တတ်တယ်ပေါ့နော်ကျမ်းမာရေးအနေနဲ့ပြောရမယ်ဆိုရင် Aries တွေအနေနဲ့ကျမ်းမာရေးကတော့ဆိုးရတာမျိုးမရှိဘူးကောင်းတယ်အမျိုးသမီးတွေအနေနဲ့ဆိုရင်တအိမ်သွေးသားနဲ့ပတ်သက်တဲ့ကျမ်းမာရေးတို့ပါတော့နည်းနည်းသတိထားဖို့လိုမယ်ပေါ့နော်ပြီးတော့အဲ့လိုမျိုး Aries တွေအနေနဲ့ကျမ်းမာရေးပိုင်းမှာအေးပတ်တာမျိုးပေါ့နော်အဲ့ဒါမျိုးလေးနည်းနည်းသတိထားဖို့လိုတယ် minor case လေးတွေပဲပေါ့နော် serious သဘောမျိုးဖြစ်တာမျိုးတော့တိတ်မမြင်ပါဘူးဒါ Aries တွေအတွက်2026 January guidance လေးဖြစ်ပါတယ်ဒါကတော့ Taurus တွေပေါ့နော် Taurus တွေအတွက်2026အတွက်ကြာလာတဲ့ကတ်ကတော့ The Tower ကတ်ဖြစ်ပါတယ်ကတ်ကိုမြင်တာနဲ့အရန်တော့မလန့်သွားနဲ့ပေါ့နော်ကတ်ကတော့ပုံစံရဆိုရင်တော့ဒီနမိတ်ပုံရကြည့်ရမယ်ဆိုတော့အရန်ကိုလန့်စရာကောင်းတဲ့ပုံစံတော့နည်းနည်းပါနေတယ်ဒါပေမဲ့ Taurus တွေအတွက်ဒီ2026ကဘလို့နှစ်တစ်နှစ်ဖြစ်မလဲဆိုတော့အဲ့လို suddenly change တွေရုတ်တရက်လာတတ်တယ်ဒီလားဥမာအလုတ်အပြောင်းလဲတွေမြင်တယ် Taurus တွေလေTaurus တွေလက်ရှိအလုတ်ကနေရုတ်တရက်မဖြစ်မနေကိုထွက်ပြီးတော့အလုတ်သစ်ကိုပြောင်းရတဲ့အနေထားတွေဖြစ်လာတယ်ကိုကအင်းဆရာမပြောသလိုတော့မဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့ဒီအလုတ်မှာကြာနေပြီဒီအလုတ်မှာပဲဆက်လုပ်ဖို့ plan နေရှိရဆိုပြီးတော့ကိုကတွေးကောင်းတွေးနေလိမ့်မယ်ဒီဗီဒီယိုကြည့်တဲ့အချိန်မှာလေဒါပေမဲ့ကက်နမိတ်အရာပြောမယ်ဆိုဒီအလုတ်ကကိုကရှေ့ဆက်ပြီးတော့သွားမယ်လို့ plan ထားပြီးမယ်ရုတ်တရက်ကြီးဒီနှစ်ထဲမှာလေဆက်လုပ်ဖို့အတွက်ကိုယ့်အတွက်ကိုအခွင့်အရေးမပေးဘဲနဲ့ရုတ်တရက်ထွက်ရတဲ့သဘောမျိုးအပြောင်းလဲလုပ်ရတဲ့သဘောမျိုး percentage 90%လောက်ထိရှိတယ်အဓိကလေပြီးတော့အဲ့လိုမျိုးနေတဲ့အိမ်ပြောင်းရတာတို့ဘာလို့ဖြစ်တတ်တယ်ဥမာကိုနိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ Aries တွေပါနိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ Taurus တွေပါရှိရဆိုရင်ကိုလက်ရှိငှားနေတဲ့အဆောင်တို့အိမ်တို့ကအဆင်မပြေလို့ပြောင်းရတာတို့ဘာလို့ရှိရပေါ့နော်ပြောမှဆို Taurus တွေကဒီ2026မှာအရန်တော့ဟို easy going သွားတာမျိုးတော့မဟုတ်ဘူးဘာလို့လဲဆိုတော့ तू လောက်တဲ့ကိစ္စတိုင်း तू ရှောက်နေတဲ့ direction တိုင်းမှာရုတ်တရက်အဲ့လိုမျိုးအချိုးကွေတွေရုတ်တရက်အပြောင်းလဲတွေများတယ်ပေါ့နော်ဥမာတောင်တက်လန်းမှာသွားနေတော့ရုတ်တရက်ဖြောင်းတန်းမသွားဘဲနဲ့ရုတ်တရက်ကွေလိုက်ရတာတို့ရုတ်တရက်ကိုယ့်ရှိမှာကားတစ်စီးပေါ်လာတာအဲ့လိုမျိုး situation တွေများတယ်ပေါ့နော် Taurus တွေအနေနဲ့ကပြောမယ်ဆိုရင်တော့ဒီ2026ဒီကိုကလေအပြောင်းလဲတွေကို reset လုပ်လို့မရဘူးဒါသမျှအပြောင်းလဲကိုလက်ခံပြီးတော့ရှေ့ဆက်ဒါဆိုရင်ပို့ပြီးတော့တိုးတက်ဖို့အတွက်ဖြစ်လာနိုင်မှုများတယ်ဟိုအပြောင်းလဲဖြစ်တာလဲကိုကမကောင်းလို့ဖြစ်တာမဟုတ်ဘူးကို့အတွက် desert မဖြစ်တဲ့မထိုက်တန်တဲ့အရာတွေကိုကို့ဘဝတွေကနေဖြိုချဖြက်စီးပြီးတော့အသစ်တွေရောက်လာဖို့အတွက် neuron လုပ်ပေးတဲ့သဘောမျိုးပဲပေါ့နော်ဒီ2026ကပြောရမယ်ဆို Taurus တွေအတွက် transformation နှစ်တစ်နှစ်ဟုတ်တယ်အဲ့ဒီစကားလုံးနဲ့ပို့ပြီးတော့ကြိုက်တယ် Taurus တွေအတွက်2026ဒီ transformation နှစ်တစ်နှစ်ဖြစ်လိမ့်မယ်လုံးဝလေး transform ဖြစ်သွားမှာကိုပြီးခဲ့တဲ့ကာလနှစ်တွေ2025 24 23မှာဖြစ်ခဲ့တဲ့ကိုယ့်ရဲ့image ကိုယ့်ရဲ့ပုံစံကြီးကိုကွာလုံးဝကြီးအပြောင်းလဲတွေလောက်သွားမယ်နှစ်တစ်နှစ်ဖြစ်လိမ့်မယ်ပေါ့နော်ဥမာအရင်တော့ကဒီပြီးခဲ့တဲ့နှစ်တွေမှာလုံးဝမိမသားဆန်ပြီးတော့လှပပလေးနေလာခဲ့ပြင်မဲ့ဒီ2026တဲ့ကြာလုံးဝကို strong girl တယောက်လိုဖြစ်သွားတဲ့ပုံစံမျိုးနူးနူးညံ့ညံ့နေလှပတွေမဟုတ်ဘဲနဲ့လုံးဝကိုကို transform ဖြစ်သွားတဲ့ပုံစံမျိုးအဲ့လိုမျိုးတောင်ဖြစ်တတ်တယ်ပေါ့နော်
body goal တွေပါတယ်ဆိုရင်လည်း2026ထဲမှာ Taurus တွေလုံးဝတိတိတသာပြောင်းသွားတဲ့ပုံစံမျိုးတွေဖြစ်လိမ့်မယ်ဥမာအရန်ဝနေတဲ့ Taurus တွေဆို2026ထဲမှာလုံးဝကို target တစ်ခုရောက်တဲ့ဒီပိန်အောင်လုံနိုင်တာတို့အဲ့လိုမျိုးပိန်နေတဲ့သူဆိုလည်း2026ထဲမှာ target တစ်ခုရောက်တဲ့ဒီကိုခန္ဓာ transform ဖြစ်သွားတာတို့အဲ့လိုမျိုးဖြစ်တတ်တယ်တချို့တွေဆိုရင်ဒီမျက်နှာပိုင်းဆိုင်ရာခွဲစိတ်ပြုပြင်တာတို့တစ်ခုခုကိုပြုပြင်ပြောင်းလဲတာတို့အဲ့လိုမျိုးတွေလှုပ်ဖြစ်လာမယ်နှစ်တစ်နှစ်လို့မြင်နေပေါ့နော် Taurus တွေအတွက်အကြံပေးချင်တာကဒီနှစ်ထဲမှာဘလို့အပြောင်းလဲပဲလာပါစေကိုကမပြောင်းချင်ဘူးဆိုပြီးတော့လုပ်လို့မရဘူးဖြစ်လာတဲ့အပြောင်းလဲကိုလက်ခံပြီးတော့ရှေ့ဆက်ဒါဆိုရင်ပို့ပြီးတော့ကိုယ့်အတွက်ဒါလိုအပ်လို့ပြောင်းလဲတာလို့ပဲပြောထားလို့ရတွေးထားလို့ရတယ်ပေါ့နော်ဒီ relationship တွေမှာဆိုရင်တော့နည်းနည်းသတိထားဖို့လိုတယ်လက်ရှိတွဲနေတဲ့ relationship တွေရှိရဲဆိုရင်ဒီ2026ထဲမှာ break up ဖြစ်တာမျိုးတွေလာတတ်တယ်တချို့မပြတ်ဖြစ်နေတဲ့ဟာတွေဆိုရင်လည်းဒီ2026ထဲမှာလုံးဝအပြီးတိုင်ပြတ်သွားတတ်တယ်လုံးဝတန်ရောစင်တွေ cut out ဖြစ်သွားတယ်နှစ်တစ်နှစ်ပေါ့နော် trauma တွေရှိရဲအရင် past relationship တွေမှာပိတ်မိနေဆိုလဲဒီ2026မှာလုံးဝကို cut out ဖြစ်တတ်တယ်လက်ရှိမှာအဆင်ပြေနေတဲ့တွဲနေတဲ့ relationship တွေဆိုရင်တော့ဒီနှစ်ထက်ရနည်းနည်းတယောက်နဲ့တယောက်ကိုယုံကြည်မှုကို test လုပ်ခံရမယ်နှစ်လို့မြင်နေပေါ့နော်ယုံကြည်မှုတွေစကားများကြတာတို့ရန်ဖြစ်ကြတာတို့တယောက်နဲ့တယောက်ရဲ့ယုံကြည်မှု trust လုပ်မှုကိုလာပြီးတော့စမ်းသပ်ခံရတဲ့သဘောတွေဖြစ်တာတို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ပြီးတော့ Taurus တွေပေါ့နော်အလုပ်ထဲမှာဝန်ထမ်းလုပ်နေတဲ့ Taurus တွေဆိုရင်အထက်လူကြီးနဲ့အဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်အထက်လူကြီးနဲ့ကိုယ့်ထက် power အာဏာရှိတဲ့သူတွေနဲ့နည်းနည်းcommunication ကိုတတိထားဖို့လိုတယ်ပြီးတော့ကိုမိဘကျမ်းမာရေးပေါ့နော် Taurus တွေရဲ့မိဘကျမ်းမာရေးနည်းနည်းညံ့တတ်တယ်ပေါ့နော်မိဘတို့အဖိုးဖွားတို့ပေါ့နော်အိမ်မှာအသက်ကြီးတဲ့သူတွေတို့ကျမ်းမာရေးနည်းနည်းညံ့တာမျိုးရှိတတ်တယ်ကိုတိုင်းရဲ့ကျမ်းမာရေးကကြပါရှိလဲဆိုဟိုလိုတာမန်ဖြားတာနာတာဘာညာဖြစ်တာမျိုးမဟုတ်ဘူးပြင်ပထိကြိုက်တန်ရာမျိုးတွေတတိထားရမယ်ဥပမာလမ်းသွားရင်းနဲ့ချော်လဲတာတို့ခလုတ်တိုက်တာတို့ပြီးတော့အဲ့လိုမျိုးဟင်းချင်ရင်နဲ့မီးပူလောင်တာတို့မီးပူတိုင်ရင်းနဲ့အပူလောင်တာတို့အဲ့လိုမျိုးပြင်ပထိကြိုက်တန်ရာတွေတော်တော်တတိထားမယ်နှစ်တစ်နှစ်ပေါ့နော် Taurus တွေကဒီ2026မှာကအခြေရေးကျမ်းမာရေးပြီးတော့ဒါပညာရေးပေါ့နော်ပညာရေးပိုင်းမှာ Taurus တွေနည်းနည်းအာယုံဆိုင်ဖို့လိုတယ်အပျော်ပါနည်းနည်းလျှော့ပြီးတော့ပညာရေးကိုသင်နေတဲ့ပညာရေးအပေါ်မှာအာယုံဆိုင်ဖို့လိုတယ်ပေါ့နော်ပညာရေးမှာထင်သလောက်မလိုက်နိုင်တာမျိုးတွေဖြစ်တတ်တယ်တချို့ Taurus တွေဆိုရင်စာမဝဲတွေဖြည့်ထားပြီးတော့ pass မဖြစ်တာမျိုးပါညာတိဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်သတိထားဖို့လိုတယ်လူမှုဆက်ဆံရေးပိုင်းမှာဆိုရင်အဲ့လိုမျိုးတချို့ဆက်ဆံရေးတွေနဲ့2026မှာလုံးဝပြတ်တောက်သွားတတ်တယ်လုံးဝမခေါ်မပြောတော့တာတို့တိတိတသာကြီးကိုဖြစ်သွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါတော့ Taurus တွေအတွက်2026 guidance ပေါ့နော်ဒီတစ်ခါမှာတော့ Gemini တွေအတွက်2026 guidance ပေါ့နော် Gemini တွေအတွက်2026 guidance ဆွဲရမှာလဲဒီ Aries ထီလိုမျိုးပဲ The World ကထွက်တယ်ပေါ့နော်အဲ့ကြတော့နောက်ထပ်အကူတကတ်အနေနဲ့ထပ်ပြီးဆွဲလိုက်တော့ Temperance ကထွက်တယ်ပေါ့နော်ပြောရမယ်ဆိုရင် Gemini တွေလည်းဒီ2026မှာကံကောင်းတဲ့အထဲမှာပါတယ်လို့တော့မြင်တယ်ဘာလို့လဲတော့ Aries လိုပဲ The World ကထွက်တယ်ဆိုတော့လေ Gemini တွေဒီ2026ထဲမှာကံကောင်းခြင်းတွေစလာလိမ့်မယ်နာမည်ပိုရလာတဲ့ကိစ္စတွေရှိတယ်ပို့ပြီးတော့ချဲ့ထွင်လာနိုင်တဲ့ကိစ္စတွေရှိတယ်ကိုရီမန်းထားတဲ့စံနာတွေပြည့်လာတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ပြီးတော့ Gemini တွေအနေနဲ့အပြောင်းလဲလေးတွေလာတတ်တယ်ကိုယ့်အတွက်အခွင့်အလမ်းတွေပွင့်လာမဲ့သဘောမျိုးတွေအချိတ်ဆက်တွေရလာတာမျိုးပေါ့နော်ဥပမာလက်ရှိကိုအလုပ်လုပ်နေတဲ့ Gemini တွေဆိုရင်လည်းဒီ2026ထဲမှာယာရုတိုးတာမျိုးရှိတယ်ဌာနနေရာအပြောင်းလဲလေးတော့ဖြစ်တတ်တယ်ပေါ့နော်ဌာနနေရာအပြောင်းလဲဖြစ်ပြီးတော့ယာရုတိုးတာမျိုးဖြစ်တတ်တယ်ပြီးတော့အဲ့လိုမျိုးအထက်လူကြီးရှိရနေပြီးတော့တတိထားခံရတာအားကိုးတဲ့အနေအထားတွေ appreciate ဖြစ်တဲ့အနေအထားတွေဖြစ်လာတတ်တယ်ဥပမာအလုရှာနေတဲ့ Gemini လေးတွေဆိုရင်လည်းဒီနှစ်ထဲမှာပေါ့နော်6လပိုင်းမတိုင်ခင်မှာတေချာတဲ့အလုပ်တစ်ခုတေချာပေါက်ရလိမ့်မယ်ယာရုနေရာ possession ကောင်းကောင်းနဲ့အလုပ်လုပ်ရတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော် Gemini လေးတွေအနေနဲ့ကပြီးတော့ဒီနှစ်ထဲမှာဆိုရင်မတူတဲ့အမိတ်ဆွေသစ်တွေနဲ့ပေါင်းသင်ရဖို့ရှိတယ်မတူတဲ့မိတ်ဆွေသစ်ဆိုတာဥမာ
ကိုတခါမှအပေါင်းသိမလုပ်ဖူးတဲ့သူမျိုးပေါ့နော်သူနဲ့ကိုနဲ့ကြားမှာအဲ့လိုမျိုးတွေးခေါ်ပုံတွေးခေါ်နည်းအစမတူတာတို့သဘောထားယုံကြည်မှု belief တွေအစကွဲပြားတာတို့ဒါပေမဲ့နှစ်ယောက်ကအဲ့လိုမျိုးကွဲတဲ့ဆိုပေမဲ့လို့အတူတူပေါင်းဆက်ပြီးတော့အလုပ်လုပ်တယ်ဆိုရင်တော့အဆင်ပြေတဲ့ team work တွေဖြစ်တတ်တယ်ပေါ့နော်အဲ့ကြလူမှုရေးပိုင်းမှာဆိုရင်အဲ့လိုမျိုးကိုနဲ့ပုံစံတူတဲ့သူကိုလိုက်မရှာပဲနဲ့ပုံစံကွဲတဲ့သူတွေနဲ့ရွေးပေါင်းတတ်ဖို့လိုတယ်အဲ့လိုပေါင်းလေကိုတော့ပို့ပြီးတော့ဆက်ပေါ့နော်အောင်မြင်မှုရလေဆိုတဲ့နှစ်တစ်နှစ်ဖြစ်လိမ့်မယ် Gemini's လေးတွေ Gemini's လေးတွေဒီ2026မှာစိတ်ရှည်ဖို့လိုတယ်ပေါ့နော်စိတ်ရှည်ပေါ့စိတ်လောပြီးတော့လှုပ်တဲ့ကိစ္စတွေကဘယ်မှမဆိုအဆင်မပြေတတ်ဘူးနည်းနည်းစိတ်ရှည်နဲ့ကိုကသီးခံပေါ့နော်စိတ်ရှည်သီးခံပြီးတော့သွားတယ်ဆိုရင်ဒီ2026ကကိုယ့်အတွက်အခွင့်အရေးကောင်းနေရလာဖို့မြင်တယ် Gemini's တွေလေ Gemini's တွေအနေနဲ့အဲ့လိုမျိုးအဓိကအဲ့လိုမျိုးအဆက်အသွယ်ပြတ်နေတဲ့သူတွေဆိုရင်အဆက်အသွယ်ပြန်ရလာဖို့ရှိတယ်အခြေရေးမှာဆိုဥပမာကိုအရင်တော့တွဲခဲ့ဘူးတဲ့ HD တို့ဘာတွေတို့ပြန်ပြီးတော့စကားလာပြောတာတို့ဆက်သွယ်လောက်တာတို့ဒီနှစ်ထဲမှာမြင်တယ်ပေါ့နော်ဒါမှမဟုတ်အဲ့လိုမျိုးတငယ်ချင်းတွေတို့မိတ်ဆွေတွေတို့ရဝေးရပေါ့နော်ကိုနဲ့ connection ပြတ်တောက်သွားတာပေါ့နော်အခြေအနေအကြောင်းတစ်ခုကြောင့် connection ပြတ်တောက်သွားတဲ့သူမျိုးတွေဆိုဒီနှစ်ထဲမှာအဲ့လိုမျိုး connection ပြန်ရလာဖို့ရှိတယ်နှစ်ယောက်ကြားမှာပေါ့နော်အခြေအနေတစ်ခုခုကြောင့်အကြောင်းကြောင့်စကားပြန်ပြောဖြစ်တာပေါ့နော်တချို့တွေဆိုရင်စကားမပြောဖြစ်တာမခေါ်မပြောဖြစ်နေတဲ့ဆက်ဆံရေးတွေဆိုရင်လည်းအခြေအနေတစ်ခုခုကြောင့်စကားပြန်ပြောဖြစ်တာတို့ဘာလို့ဖြစ်လာဖို့ရှိတယ်ဒီနှစ်ထဲမှာကအဓိက Gemini's လေးတွေဒီနှစ်ကတော့လမ်းကြောင်းတစ်ခုပေါ့နော်လမ်းကြောင်းတစ်ခုပေါ်လာဖို့တော့မြင်တယ်ဥပမာ career ဘိုင်းမှာဆိုလည်းကိုမလုပ်ဘူးတဲ့လမ်းကြောင်းတစ်ခုကိုလောက်ရတာမျိုးတွေဖြစ်လာဖို့များတယ်အနေထားအရကြည့်ရတာပေါ့နော်အဓိကအစိုးအနေနဲ့ဆိုဗာမြင်လဲဆို Gemini's တွေဒီနှစ်ထဲမှာနည်းနည်းစိတ်မလောနဲ့ပေါ့နော်စိတ်မလောနဲ့ဖြည်းဖြည်းမှန်မှန်နဲ့အချိန်ပေးတခုဆိုအချိန်ပေးဖြည်းဖြည်းမှန်မှန်လေးပဲသွားအဆင်ပြေလိမ့်မယ်အခွင့်အရေးကောင်းတွေရလာဖို့ရှိတယ်ပေါ့နော်အဲဆိုအလုံးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင် Gemini's လေးတွေဝန်ထမ်းလုပ်နေတဲ့သူတွေဆိုရင်လည်းကောင်းတယ်အရှိမပြောသားလို့ပဲယာရူးတွေဘာတွေတိုးတာတို့လူကြီးရပါတော့ကိုအခွင့်အရေးတွေပေးလာတာတို့ရှိတယ်အဲ့လိုမျိုးဌာနနေရာအပြောင်းလဲရုံးနေရာတို့ဘာတို့ location ပေါ့နော်အဲ့လိုပြောင်းပြီးတော့သွားတက်ရတာတို့ဘာတို့အဲ့လိုမျိုးလေးတော့ဖြစ်လာတတ်တယ်ဒါပေမဲ့ကောင်းတယ်ပေါ့နော်များသောအားဖြင့်ကောင်းတယ်ကိုပိုင်စီးပွားရေး business လုပ်နေတဲ့သူတွေဆိုရင်လည်းကောင်းတယ်လုံးဝမဲ့ဖောက်တဲ့တစ်တွေရလာတာတို့အချိတ်ဆက်တစ်တွေရလာတာတို့ဥမာအဝေးရတောင်မှကိုစီးပွားရေးကိုတိပြီးတော့လာဝယ်တာတို့ဘာတို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်လာပြီးတော့ service ယူတာတို့ဘာလို့အဲ့လိုမျိုးတွေဖြစ်တယ်client တိုးတတ်တယ်ပေါ့နော်ဖောက်တယ်တို့ customer client အသစ်တွေပို့ရလာတာမျိုးတွေဖြစ်တတ်တယ်ပြီးတော့အခြေရေးပေါ့နော်အခြေရေးမှာဆိုရင်လည်း relationship ရှိတဲ့သူတွေဆိုရင်လည်းကောင်းတယ်ဒီနေ့ကနှစ်ယောက်ကြားမှာနားလည်မှုချိတ်ဆက်မှုတွေပို့တိုးလာလိမ့်မယ်တယောက်နဲ့တယောက်နဲ့မတူတာတွေကိုစကားပြောပြီးတော့မတူတာတွေချိတ်ဆက်ပြီးတော့ပို့ပြီးတော့ခိုင်မာမှုရလာနိုင်တယ်ပေါ့နော်စင်ငယ်လေးတွေဆိုရင်လည်းဒီနှစ်ကစင်ငယ်နေနဲ့ပဲဖြတ်တန်းတာမျိုးမဟုတ်ဘဲနဲ့ကိုဘေးနာကိုတယောက်ကရောက်လာတာမျိုးဖြစ်တတ်တယ်ပေါ့နော်ဥမာစကားပြောရင်းနဲ့သူနဲ့ကိုနဲ့စကားပြောကြည့်ရင်လည်းတယောက်နဲ့တယောက်ကြားမှာပန်ရောစင်လေးတွေပိုတိုးလာတာတို့အဲ့လိုမျိုးကနေပြီးတော့နောက်တစ်ဆင့်တက်ဖို့ဖြစ်လာတာပေါ့နော်အတီတွဲဖို့ဖြစ်လာတာတို့ဘာလို့ဖြစ်တတ်တယ်ပညာရေးပိုင်းတော့ပညာရေးပိုင်းမှာဆိုရင်လည်းကောင်းတယ်ဒါပေမဲ့ပညာရေးပိုင်းမှာနည်းနည်းဘာရှိလဲဆိုတော့ဖြစ်ချင်တာကိုအရန် push လုပ်လို့တော့မရဘူးပေါ့နော်ကိုဖြစ်ချင်တဲ့ goals တွေကို push လုပ်လို့တော့မရဘူးအချိန်ယူပြီးတော့တေချာလေးသွားနိုင်ရင်ပိုကောင်းတယ်ပညာရေးပိုင်းမှာကကျန်းမာရေးပိုင်းပေါ့နော်ကျန်းမာရေးပိုင်းဆိုရင်အစားမှားတာမျိုးပေါ့နော်အစားမှားတာလို့အစားမှားပြီးတော့အန်တာမျိုးတို့ဝမ်းပြော့ဝမ်းလျှော့ဖြစ်တာတို့အဲ့လိုမျိုးလေးတွေသတိထားဖို့လိုပြီးတော့ခြေထောက်အေးပတ်တာပေါ့နော်ခြေထောက်အေးပတ်တာမျိုးဝမ်းပြော့ရောဖြစ်တာဝမ်းဖိုက်နဲ့ပတ်သက်တဲ့ပြဿနာပေါ့နော်အဓိကတော့ဝမ်းဖိုက်နဲ့ပတ်သက်တဲ့ပြဿနာအဓိကသတိထားရမယ် Gemini's လေးတွေပေါ့နော်ဒါ Gemini's တွေအတွက်2026 guidance လေးဖြစ်ပါတယ်ဒါကတော့ခန်းစာပေါ့နော်ခန်းစာရာသီဘာတွေအတွက်2026 guidance ဆွဲထားတဲ့ကတ်လေးပါကတ်ရကြည့်ရမယ်ဆိုခန်းစာတွေလည်းဒီ2026ထဲမှာကံကောင်းတဲ့ထဲမှာပါတယ်
အဓိကဘာကန်ကောင်းမလဲဆိုကန်ဆာတွေဒီနှစ်ထဲမှာကငွေကြီးကန်ကောင်းလိမ့်မယ်သိလားအဓိကငွေကြီးကန်ကောင်းလိမ့်မယ်ငွေကြီးကိုတေချာစုနိုင်မှုလိုတယ်ဒီနှစ်ကလေအလုတ်ကအရန်မပင်ပန်းနိုင်ဘူးအလုတ်မပင်ပန်းဘူးလို့အေးစီတက်တောင့်တက်တာနေရမယ့်အချိန်ပိုများပြောမယ်ဆိုရင်အားလက်ရများများယူနိုင်နေပေါ့နော်အရန်အလုတ်ပင်ပန်းပြီးတော့ကို push လုပ်ပြီးတော့သွားနေရမယ်နှစ်မဟုတ်ပဲနဲ့အလုတ်လေးလှုပ်လိုက်ကိုဝါသနာပါရာလေးအေးတက်တာလှုပ်လိုက်အဲ့လိုမျိုးလေးသွားရမယ်နှစ်တစ်နှစ်လို့မြင်နေပြီးတော့အခြေရေးတွေပါလေထူးကြလိမ့်မယ်ပေါ့နော် single လေးတွေဆိုလဲဒီနှစ်ကအခြေရေးထူးကြပြီးတော့ချစ်သူတွေပါရလာတာတို့သဘောကျတဲ့သူပေါ်လာတာတို့အဲ့လိုမျိုးတွေဖြစ်တယ်ပြီးတော့အဲ့လိုမျိုးငွေကြီးပစ္စည်းဥစ္စာပိုင်းအဓိကကန်ကောင်းလိမ့်မယ်ပေါ့နော်မိဘနဲ့ပတ်သက်ပြီးတော့မိဘပေးတဲ့အမွေနှစ်တစ်ခုခုကိုရတာမျိုးတွေရှိတတ်တယ်ပြီးတော့တန်မိုးရှိတဲ့ပစ္စည်းတစ်ခုခုဝင်တာမျိုးပေါ့နော်ဥမာလက်ဝိရတနာတစ်ခုခုတို့ရွှေတဲ့ပစ္စည်းတို့တန်မိုးရှိတဲ့ကိုယ်သဘောကျတဲ့ပစ္စည်းတစ်ခုခုတို့အဲ့လိုမျိုးလေးတွေဝင်တတ်တယ်စုမိဆောင်မိဖြစ်တတ်တယ်ပြီးတော့ကန်ဆာတွေဒီ2026ကလေpublic image ပေါ့နော်တော်တော်ကောင်းလာလိမ့်မယ်ပြောမယ်ဆိုရင်အရန်feminine energy အရန်များပြီးတော့အရန်လှလာတာမျိုးဖြစ်တတ်တယ်သိလားဒီ Empress ကအရာပြောရမယ်ဆိုရင်ကန်ဆာတွေဒီ2026မှာလေကိုပိုလှအောင်နေမယ်ပေါ့နော်ဥမာ skin care တွေပို့ပြီးတော့လုပ်မယ်ကို body transformation တွေလုပ်မယ် healthy diets တွေလုပ်မယ်စသဖြင့်အဲ့လိုမျိုးတွေတွေးထားတာရှိရဆိုရင်တေချာလုပ်ပါသိလား goals တွေတေချာဖြစ်လိမ့်မယ်လို့မြင်တယ်အဓိကကိုယ့်ရဲ့ပုံစံပြောင်းသွားလိမ့်မယ်သိလားလူတွေကြားထဲမှာလေနင်းလှလာလိုက်တာနော်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတတ်တယ်လေလူတွေကကိုယ်မြင်တာနဲ့ကွာအရင်နဲ့လုံးဝမတူဘဲနဲ့ပုံစံအသားရည်ဆိုလဲလုံးဝဒီနှစ်ထဲမှာအရန် healthy skin တွေဖြစ်လာတာမျိုးပေါ့နော်ပို့ပြီးတော့တဆင့်တက်လာတဲ့အနေထားအဲ့လို healthy ဖြစ်တဲ့အနေထားတွေဖြစ်လာတာမျိုးအဲ့လိုမျိုးတွေဖြစ်တတ်တယ်ဘာလို့လဲကိုကလေအရန်ကိုလှလှပပနေခြင်းနဲ့စိတ်တွေလည်းဖြစ်နေလိမ့်မယ်ဥမာအဝတ်စားဝယ်တာအစအရင်တော့ဆိုရင်နည်းနည်းယောက်ျားဆန်တဲ့အဝတ်စားတွေဝယ်ဝတ်တာတို့ဘာလို့ရှိကောင်းရှိလိမ့်မယ်ကွာဒါပေမဲ့ဒီ2026တဲကြာဥမာခေါင်းဝင်လေးတွေဝယ်ဝတ်ဖြစ်တာတို့မိမသားဆန်တဲ့အဝတ်စားလေးတွေဘက်ကိုပို့ပြီးတော့attention ပို့ရနေတာတို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်လို့မြင်နေပေါ့နော်အဲ့ကြတော့ကန်ဆာတွေအနေနဲ့ကဒီနှစ်ကinside out ပေါ့နော် inside out အတွင်းရောအပြင်ရောလှပပြီးတော့ healthy ဖြစ်လာမယ်နှစ်တစ်နှစ်လို့မြင်နေအဲ့အတွက်ကြောင့်ဒီနှစ်ကိုတေချာလေးကိုကလေကိုလှုပ်ချင်တဲ့အရာတွေပေါ်မှာ invest လုပ်ဖို့လိုတယ်ပေါ့နော်ဘာပြီးတော့အဲ့လိုမျိုးကိုယ့်ရဲ့အမေတို့အမတို့အဒေါ်တို့စသဖြင့်အဲ့လိုမျိုးအမျိုးသမီးတွေနဲ့ပတ်သက်တဲ့အကူအညီတွေ supporting တွေအများကြီးရတတ်တယ်ပေါ့နော်ဥပမာကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေမှာအဲ့လိုမျိုးမိန်းကလေးတငယ်ချင်းမိတ်ဆွေတွေရှိရဆိုရင်လည်းသူတို့နဲ့ဆက်ဆံရေးကိုပိုကောင်းအောင်တိဆောက်လာနိုင်လိမ့်မယ်သူတို့စီကလည်းအကူအညီတွေ supporting တွေရလိမ့်မယ်ပို့ပြီးတော့ကောင်းမွန်တဲ့လမ်းကြောင်းကိုသူတို့ရဲ့အကူအညီနဲ့သွားနိုင်တယ်ပေါ့နော်အလုံးကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ဝန်ထမ်းလုပ်နေတဲ့ကန်ဆာလေးတွေဆိုရင်ဒီ2026ထဲမှာဆိုရင်ပို့ပြီးတော့လစာတိုးလာလိမ့်မယ်နေရာဓုတိုးတာထက်ဆိုင်လစာတိုးဖို့များတယ်လစာတိုးတာယာဓုတိုးတာထက်အဲ့လိုမျိုးလောက်ပိုင်ခွင့်ပို့ရလာတာမျိုးဖြစ်တတ်တယ်လစာတွေတိုးလိမ့်မယ်ဝန်ထမ်းလုပ်နေတဲ့သူတွေဆိုရင်လည်းပြီးတော့အလုံးအရန်မပင်ပန်းမဲနဲ့ပေါ့နော်ကိုအပေါ်မှာပြောခဲ့သလိုပဲအလုံးလေးလှုပ်လိုက်ကိုဝါသနာပါရာလေးပဲလှည့်ပြီးတော့လှုပ်လိုက်အဲ့လိုမျိုးလေးသွားနိုင်မယ်နှစ်တစ်နှစ်ဖြစ်လိမ့်မယ်ပေါ့နော်ကိုပိုင်စီးပွားရေးလုပ်နေတဲ့သူတွေဆိုရင်လည်းစီးပွားရေးကပို့ပြီးတော့တိုးချဲ့လာနိုင်တာမျိုးတွေရှိတယ်အမျက်အစွန်းတွေရတတ်တယ်ပေါ့နော်အမျက်အစွန်းတွေဝင်တတ်တယ်ပြီးတော့မြေဝင်တာတို့ဘာလို့ရှိတယ်ပေါ့နော်အဓိကပညာရေးပေါ့နော်ပညာရေးနဲ့ပတ်သက်ရင်ကြတော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့ဒီနှစ်ထဲမှာကိုအရန် confident အဖြစ်လွန်တာမျိုးတော့နည်းနည်းသတိထားမယ်ပေါ့နော်ကန်ဆာတွေငါရပါတယ်ငါလုံနိုင်ပါတယ်ဆိုပြီးတော့တေချာမကြိုးစားတာမျိုးတွေဖြစ်တတ်တယ်မြင်နေတဲ့ကနမိတ်ရဆိုအဲ့လိုမျိုးဘက်ကိုပို့သွားတယ်ပေါ့နော်ကို confident အရန်ရှိပြီးတော့စူးစားတဲ့အချိန်မှာမစူးစားဘဲနဲ့နာနာနေလိုက်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ကြတော့ရာတင်တဲ့လောက်မရဘဲနဲ့နည်းနည်းရော့ပြီးတော့ရတာမျိုးတွေဖြစ်တတ်တယ်ပညာရေးပိုင်းမှာအဲ့လိုမျိုးမြင်တယ်ပေါ့နော်ပြီးတော့ပညာရေးပိုင်းမှာနည်းနည်းအချစ်ရေးအနှောက်အယှက်လေးတွေတော့နည်းနည်းဝင်တတ်တယ်ပညာရေးမှာလက်ရှိ
relationship ရှိနေတဲ့သူတွေဆိုလည်းပညာရေးအတွက်အာရုံစိုက်ရတာတစ်မျိုးအခြေရေးအတွက်အာရုံစိုက်ရတာတစ်မျိုးနဲ့အခြေရေးနှောက်ယှက်လေးတွေဝင်တာမျိုးဖြစ်တတ်တယ်ပေါ့နော်အခြေရေးအနေနဲ့ပြောရမယ်ဆိုရင် relationship ရှိပြီးသားသူတွေဆိုရင်တော့အခြေရေးပိုင်းကအဆင်ပြေနိုင်တယ်ဒါပေမဲ့ချစ်သူရှိရနဲ့ပေါ့နော်တခြားလာကြိုက်တာမျိုးတို့အဲ့လိုမျိုးတခြားသဘောကျတဲ့သူတွေကအတင်းချင်းကပ်တာမျိုးအဲ့လိုကိစ္စလေးတော့နည်းနည်းသတိထားမယ် relationship ရှိရဲ့သူတွေပေါ့နော်single သမားလေးတွေအနေနဲ့ကတော့ဒီနှစ်ကကိုယ်သဘောကျတဲ့သူတေချာပေါက်ပေါ်လာလိမ့်မယ်ကိုဘေးနားမှာစကားလာပြောတာတို့ကိုယ့်ရဲ့ပုံစံကိုသဘောကျပြီးတော့အဲ့လိုမျိုးချစ်သူကြီးသားအဆင့်အထိမရောက်တောင်မှကွာကိုယ့်ရဲ့ပုံစံကိုသဘောကျလို့ကိုနားကိုတနည်းမဟုတ်တနည်းနဲ့စကားလာပြောတာလာချင်းကပ်တာအဲ့လိုမျိုးတွေရှိတတ်တယ်ပေါ့နော်တယောက်တည်းအထီးကျန်တဲ့နှစ်တော့မဟုတ်ဘူးဒါပေမဲ့ကိုကနည်းနည်းအရွေးလွန်ပြီးတော့အထီးကျန်တာမျိုးလေးတော့တတိထားပေါ့နော်အခြေရေးပေါ့နော်လို့ကျမ်းမာရေးပိုင်းမှာဆိုရင်အမျိုးသမီးတွေအနေနဲ့အဲ့လိုမျိုးအမျိုးသမီးဝေဒနာလေးတွေတတိထားဖို့လိုတယ်ကင်ဆာတွေပေါ့နော်တအိမ်တို့သွေးသားနဲ့ဆိုင်တဲ့ဝေဒနာလေးတွေတို့တတိထားဖို့လိုတယ်ကင်ဆာအမျိုးသားတွေအနေနဲ့ကဘာတတိထားမယ်ဆိုတော့ခါပေါ့နော်ခါနဲ့ပတ်သက်တာကိုတတိထားရမယ်ဒီမှာကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းအထွေထူတော့အရန်တော့မမြင်ဘူးကင်ဆာတွေအနေနဲ့ဒီနှစ်ကလည်းကျမ်းမာရေးဆိုးရတဲ့နှစ်တော့မဟုတ်ဘူးအဆင်ပြေဖို့တော့များတယ်ပေါ့နော်ဒါတော့ကန်ဆာရီတဲ့2026 guidance ဖြစ်ပါတယ်ဒါကတော့လီယိုတွေပေါ့နော်လီယိုတွေအတွက်2026အတွက် guidance ရထားတဲ့ကတ်လေးပါ the full energy ရထားတယ်လီယိုတွေအရန်မိုက်တယ်ပေါ့နော်ဒီ2026က the full energy ဖြစ်တဲ့အတွက်ကြောင့်လုံးဝကို new beginning လုံးဝနှစ်တစ်နှစ်ပေါ့နော်လုံးဝအရင်နဲ့လုံးဝမတူတဲ့နှစ်တစ်နှစ်အသစ်တွေအများကြီးဖြစ်မဲ့နှစ်အများကြီးကြုံရမဲ့နှစ်တစ်နှစ်လို့မြင်တယ်ဒီကတ်မှာဆိုရင်ကြည့်လိုက်ရင်လုံးဝကိုပေါ်ပါလန်းဆန်းပြီးတော့လုံးဝ fresh start ပေါ့နော်မြင်နေရပေါ့နော်energy အယောင်ကလည်းလုံးဝအဝါရောင်ပေါ့နော်အဝါရောင်သင်းနေများတယ်အဲ့ကြောင့် abundance အယောင်ပြောရမယ်ဆိုရင်လီယိုတွေကဒီ2026ထဲမှာဘယ်လိုဖြစ်လာနိုင်လဲဆိုစိတ်သစ်လူသစ်ဖြစ်လာနိုင်တယ်လုံးဝအရင်တော့ယုံကြည်ထားတဲ့ belief system တွေပါပြောင်းသွားတာမျိုးတွေဖြစ်တတ်တယ်ဥမာအရင်တော့ဆိုရင်ဒါလုပ်ရင်ဒါဖြစ်မယ်ဆိုပြီးတော့ယုံကြည်ထားပြီမယ်ဒီနှစ်ထဲမှာじゃအဲ့လိုမဟုတ်ဘဲနဲ့ဒါလုပ်ရင်ဒါဖြစ်မယ်ဆိုတာမယုံအဲ့လောက်ကြီးတွေမဖြစ်နိုင်ပါဘူးကွာငါလုပ်ကြည့်မယ်ဆိုတော့ I don't care ဆိုတဲ့ပုံစံမျိုးတွေနည်းနည်းပြောင်းသွားတတ်တယ်ပေါ့နော်ဒီနှစ်ထဲမှာဆိုရင်တချို့တွေဆိုရင်တချို့လီယိုတွေပေါ့နော် trauma တွေကနေရုံထွက်လာနိုင်တာမျိုးမြင်တယ်အတိတ်ကချီနာမှုတွေကနေလုံးဝရုံထွက်နိုင်လို့ပေါ်ပါပြီးတော့ပျော်ရွှင်နေတဲ့ပုံစံမျိုးတွေပို့ရတယ်ပေါ့နော်လုံးဝဒီနှစ်ထဲမှာဘာသာရဲ့အသစ်တွေပေါ့နော်လိလာနိုင်တာမျိုးမြင်တယ်ဘာလို့လဲဆိုတော့သူကကြောပေါ်ကြီးလေးနဲ့ကြောင်းတက်နေတဲ့ကောင်မလေးပုံစံမျိုးဆိုလေလီယိုတွေဒီ2026ထဲမှာတခုခုကိုလိလာနိုင်တာမျိုးသင်ယူလိုက်စားနိုင်တာမျိုးတွေဖြစ်လာတတ်တယ်တခုတတိထားဖို့ကဒီနှစ်ထဲမှာလီယိုတွေ careless တော့ဖြစ်လို့မရဘူးသိလားတခုခုကိုလုံးဝ worry မများဘဲနဲ့ပေါ့ပါတော့သွားနိုင်မယ်နှစ်တစ်နှစ်ပေါ့နော်ဒါပေမဲ့careless အဲ့လိုဂယုမဆိုင်လွန်တာမျိုးပေါ့နော်ဥပမာပြောမယ်ဆိုတတိလက်လွတ်ဖြစ်တဲ့ကိစ္စမျိုးလေးတွေကနေပြီးတော့ကိုယ့်အတွက်ထိခိုက်တာမျိုးလေးတွေဖြစ်တတ်တယ်အဲ့ဒါလေးတော့တတိထားပေါ့နော်လီယိုတွေရဲ့ energy ကဒီ2026မှာအရန်မိုက်တယ်ဆိုတဲ့ထဲမှာပါတယ်ပေါ့နော်ကောင်းတယ်ဆိုတာတဲ့မိုက်တယ်ဆိုတဲ့ထဲမှာပါတယ်မိုက်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့လုံးဝကို feeling fresh start ဖြစ်နေတာပေါ့ဒီ2026ထဲမှာဆိုလဲကိုနဲ့အဲ့လိုမျိုးအတွေးတူအမြင်တူတဲ့မိတ်ဆွေတငယ်ချင်းတွေရလာဖို့လဲမြင်တယ်ကိုကဒါလုံးမယ်ဟေ့ဒီသွားမယ်ဟေ့ဆိုရင်တူစိတ်တူကိုယ်တူဖြစ်လာတဲ့သူမျိုးရလာဖို့ရှိတယ်ပေါ့နော်လီယိုတွေ2026ထဲမှာအဲ့လိုအလုပ်စည်းဝါးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်အလုပ်အသစ်တွေပြောင်းသွားတာမျိုးတွေရှိရဝန်ထမ်းပေါ့နော်ဝန်ထမ်းဆိုရင်အလုပ်အသစ်တွေပြောင်းသွားတာကိုလုံးဝမလျှောက်ဘူးတဲ့ career fee တွေကိုစပြီးတော့လောက်ရတာမျိုးတွေဖြစ်တတ်တယ်ဥမာကိုကတောက်လျှောက်လောက်လာတာဥမာပေါ့နော်အင်ဂျင်နီယာလောက်လာတယ်ဒါပေမဲ့ဒီ2026ထဲမှာအင်ဂျင်နီယာမဟုတ်ဘဲနဲ့ကိုကဘယ်လိုမျိုးလဲဆိုရင်တခြားbusiness line ကိုပြောင်းသွားတာမျိုးအဲ့လိုမျိုးတွေပေါ့နော်ကိုနဲ့မဆိုင်တဲ့ career တစ်ခုကိုစပြီးတော့လောက်တာမျိုးတွေဖြစ်တတ်တယ်ဒီနှစ်ထဲမှာကိုပိုင်စီးပွားရေးလုပ်နေတဲ့သူတွေဆိုရင်လည်းအဲ့လိုမျိုးအလုပ်သစ်တွေစလို့ရတယ်ပေါ့နော်အလုပ်သစ်တွေစလို့ရတယ်ပြီးတော့
တချို့တွေဆိုရင်အလုံးအကင်နဲ့ပတ်သက်ပြီးတော့နိုင်ငံခြားသွားတာမျိုးတွေပါတယ်ဒီနှစ်ထဲမှာစဖြစ်လာဖို့ရှိတယ်နေရနေတဲ့ပေါ့နော်မြို့တွေဒေသတွေပြောင်းတာမျိုးတွေဖြစ်တတ်တယ်ပြီးတော့အခြေရေးနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆို relationship ရှိရတဲ့ဆိုရင်ဒီအခြေရေးမှာကိုကအရန်ပျော်နေတဲ့အခိုက်အတန့်ဖြစ်တယ်ဒါပေမဲ့တချို့တွေကြရင်လည်းဒီ relationship ကနေပြီးတော့ကိုတယောက်တည်းပဲနေတော့မယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ single life နဲ့ဖြတ်သန်းတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်single သမားလေးတွေဆိုရင်ဒီနှစ်ကတော့အခြေရေးအတွက်ကိုအရန် attention မပေးသင့်သေးဘူးလို့မြင်တယ်ကိုပါကိုတယောက်တည်းပဲ enjoy လုပ်ရမယ်နှစ်တစ်နှစ်လို့မြင်တယ်ပေါ့နော်လီယိုတွေအနေနဲ့ relationship တွေဒီနှစ်ထဲမှာကြုံလာခဲ့တယ်ဆိုရင်ဒါမှ long term ထိမသွားနိုင်တဲ့သဘောမျိုးတွေဖြစ်တတ်တယ်ပညာရေးနဲ့ပတ်သက်ရင်ကောင်းတယ်ပေါ့နော်ကောင်းတယ်ကိုရည်ရွယ်ထားတဲ့လမ်းကိုရဲသာလျှောက်ပေါ့နော်ရဲလျှောက်ဖို့တော့လိုတယ်ဘာဖြစ်မလားညာဖြစ်မလားဆိုပြီးတော့တွေးကြောက်နေလို့တော့မရဘူးရဲလျှောက်နိုင်လေပိုကောင်းလေပေါ့နော်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ကျမ်းမာရေးပိုင်းကလည်းအရန်အထူးထွေတော့မရှိဘူးဒါပေမဲ့ပြင်ပအဲ့လိုထိခိုက်ဒဏ်ရာလေးတွေတော့တတိထားဖို့လိုတယ်ဖျားတာနားတာအဲ့လိုမျိုးတွေမဟုတ်ဘဲနဲ့ပေါ့နော်တခုခုကနေပြီးတော့ချီချော်ကြတာတို့တခုခုနဲ့ခိုင်းမိတာတို့အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ပြီးရင်အဲ့လိုမျိုးအသက်ရှူမဝတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး minor case လေးတွေပဲဖြစ်တတ်ပါတယ် serious case တွေတော့မမြင်ဘူးပေါ့နော်အဓိကလို့ပြင်ပထိခိုက်ဒဏ်ရာရတာမျိုးအနာတရားဖြစ်တဲ့ပုံစံမျိုးလေးပဲသတိထားဖို့လိုတယ်ပေါ့နော်ဒါကလီယိုတွေအတွက်2026 guidance ဖြစ်ပါတယ်ဒါကတော့ Virgo တွေအတွက်2026အတွက် guidance ဖြစ်ပါတယ်ရထားတဲ့ကလေးက death ဆိုတဲ့ကတ်ပေါ့နော်ပြောမယ်ဆိုရင် Virgo တွေကလည်းလီယိုတွေနီးတူပဲပေါ့နော်ဒီ2026ဒီလုံးဝသူတို့အတွက် transformation ဖြစ်လာမယ်နှစ်တစ်နှစ်ဖြစ်တယ်Virgo တွေရဲ့သဘောဟာမူလကလေးကသူတို့ကနည်းနည်းခေါင်းကြောမာတဲ့ထဲမှာပါတယ်ပေါ့နော်သူတို့ရဲ့ခံစားချက်သူတို့ကတကယ်တော့ခံစားလွယ်တယ်ဒါပေမဲ့သူတို့ရဲ့ခံစားချက်ကိုအများအမြင်မှာသူတို့ကပြော့ညံ့နေဆိုပြီးတော့အထင်မခံနိုင်တဲ့ပုံစံမျိုးပင်ကိုယ်ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီနှစ်ထဲမှာဆိုရင်အဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့နောက်ထပ်လမ်းသစ်တစ်ခုသွားဖို့မြင်တယ်ပြောမယ်ဆို transformation တွေရှိလာဖို့မြင်တယ်တချို့ Virgo တွေဆိုရင်ကိုနဲ့မထိုက်တန်တဲ့အလုံးနေရာဒေတာလူတယောက်စီကနေပြီးတော့လုံးဝထွက်ခွာလာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်လိမ့်မယ်ဒီ2026ကပေါ့နော် Virgo တွေတချို့ Virgo တွေဆိုရင်ဒီနှစ်ထဲမှာနိုင်ငံခြားကိုထွက်ပြီးတော့အလုပ်လုပ်တာမျိုးတို့ဘာလို့ဖြစ်လာဖို့မြင်နေပေါ့နော် Virgo တွေအနေနဲ့ဒါမှမဟုတ်လေဒီနှစ်ထဲမှာလုံးဝnew field တစ်ခုကိုစတင်ပြီးတော့ဝင်ရောက်လာတဲ့ပုံစံမျိုးတွေဖြစ်တတ်တယ်ကိုလက်ရှိလုပ်နေတဲ့အလုပ်အကိုင်းကိုကျင်လည်နေတဲ့ community နဲ့မတူတဲ့new community new field တစ်ခုကိုစတင်ပြီးတော့ဝင်ရောက်လာတဲ့နှစ်တစ်နှစ်ဖြစ်လိမ့်မယ် Virgo တွေပေါ့နော်Virgo တွေနဲ့ငွေကြေးစီးပွားရေးပိုင်းကတော့ကောင်းတယ်အဆိုးမရှိဘူးဒါပေမဲ့ Virgo တွေကဒီ2026ထဲမှာနည်းနည်းအသေးမာလာတဲ့ပုံစံမျိုးတွေဖြစ်တတ်တယ်သူများရဲ့ခံစားချက်တွေကိုလုံးဝ Virgo ရဲ့ငကိုမူလပုံစံကသူတို့က FFD ရှိရပေါ့နော် FFD ရှိရသူများထပ်ပို့ပြီးတော့တခြား zodiac sign တွေထက်ကိုပို့ပြီးတော့သူတို့ကခံစားလွယ်တယ်ခံစားပေးတတ်တယ်ဒါပေမဲ့ဒီ2026ထဲမှာကိုစားပြုကတ်ရဆို Virgo တွေကအရင်နှစ်တွေလို့မဟုတ်ဘဲနဲ့ပို့ပြီးတော့မာကြောလာတဲ့နှလုံးသားတွေဖြစ်လာတတ်တယ်ပေါ့နော်ဥပမာတုံတန်ဆိုရင်တိတ်ပြီးတော့မတနာတော့ဆိုတဲ့ပုံစံမျိုးကွာသူစိတ်သူကိုယ့်ရဲ့ emotion ကိုပို့ပြီးတော့ control လုပ်လာနိုင်တဲ့နှစ်တစ်နှစ်လို့တော့မြင်နေပေါ့နော်ကိုသွားခြင်းတဲ့လမ်းကြောင်းအောင်ပဲကိုသွားခြင်းတဲ့ target ကိုပဲကြည့်တယ်ရောက်အောင်သွားမယ်ကြံတဲ့တခြားကိစ္စတွေအကုန်လုံးအတွက် attention မပေးတော့ဘူးတိတ်ပြီးတော့emotion တွေများပြီးတော့တွေးဝေနေရမျိုးတွေမလုပ်တော့ဆိုတဲ့ပုံစံမျိုးတွေ Virgo တွေရှိလာတတ်တယ်ပေါ့နော်အဓိက Virgo တွေဒီ2026ထဲမှာပြီးခဲ့တဲ့နှစ်နဲ့မတူတဲ့အပြောင်းလဲလေးတွေလာတတ်တယ်အဓိကတော့အဲ့လိုမျိုးအရင်နှစ်ကပေါင်းခဲ့တဲ့လူတွေနဲ့မပေါင်းတော့ဘဲနဲ့မိတ်ဆွေတစ်တွေရလာတာမျိုးနေတဲ့နေရာအပြောင်းလဲလေးတွေဖြစ်လာတာမျိုးအလုတ်ကင်ဆိုရင်လည်းအလုတ်ကင်အသစ်ပေါ့နော်ဒါမှမဟုတ်ကိုဝါသနာပါတဲ့လမ်းကြောင်းအသစ်တစ်ခုထပ်တွေ့လာတာမျိုးထပ်ပြီးတော့သင်ယူလာတာမျိုးတွေဖြစ်တတ်တယ်Virgo တွေအတွက်ကဒီ2026ဒီ
လုံးဝအေးဆေးလေးသွားမယ်နှစ်တစ်နှစ်တော့မဟုတ်ဘူးကိုတက်အသစ်တော့အပြောင်းလဲတွေကြားမှာကိုကဟာမိုနီဖြစ်အောင်နေထိုင်ရမယ့်ပုံစံမျိုးတွေမြင်နေပေါ့နော်အလောက်ကင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဝန်ထမ်းလုပ်နေတဲ့သူတွေဆိုရင်လည်းဒီနှစ်ကကောင်းတယ်အလုံးနဲ့ပတ်သက်ပြီးတော့အဆင်ပြေလိမ့်မယ်တချို့တွေဆိုရင်အလုံးထွက်ချင်နေရတော့ကြာပြီမထွက်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုဖြစ်နေဗာကိုတွေဆိုရင်ဒီ2026ထဲမှာအလုံးထွက်ဖြစ်သွားတာမျိုးဖြစ်တတ်တယ်နိုင်ငံအပြောင်းလဲတွေပြောင်းပြီးတော့နေရတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ပြီးတော့အဲ့လိုမျိုးကိုအဝေးကမိတ်ဆွေတွေတို့ဧည့်သည်တွေတို့ရောက်လာတာမျိုးတွေဖြစ်တတ်တယ်ကိုနဲ့connection ပြတ်တောက်နေတဲ့သူတွေပြန်ပြီးတော့ connection ပြန်ရလာတာမျိုးကိုယ့်စီကိုလူကိုယ်တိုင်ပေါ့နော် connection ပြန်ရလာတယ်ဆိုတဲ့နေရာမှာစာတို့ဘာတို့နဲ့ဆက်သွယ်တာမဟုတ်ဘဲနဲ့လူကိုယ်တိုင်လာတွေ့တာတို့ဘာတို့အဲ့လိုမျိုးတွေအထိဖြစ်တတ်တယ်ပေါ့နော်မြင်နေပေါ့နော်အလို့ကိုပိုင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့လုံးနေတဲ့သူတွေဆိုရင်လည်းစီးပွားရေးကလေအဟောင်းနေရက်တန့်ပြီးတော့အသစ်တွေဖြစ်လာဖို့မြင်တယ်ဥပမာဆိုရင်ကိုတောက်လျှောက်လှုပ်လာတဲ့အလုပ်တစ်ခုကဒီ2026တဲမှာလုံးဝအလုပ်တစ်ခုကိုပြောင်းလုပ်ရတာဒါမှမဟုတ်ရင်အဲ့အလုပ်ဟောင်းပဲလုံးဝrenovation ပြန်လုပ်ပြီးတော့အသစ်တစ်ခုအနေနဲ့သွားရတာမျိုးအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အခြေရေးနဲ့ပတ်သက်ပြီးတော့ဆိုလဲတချို့တွေဆိုရင်ဒီ relationship တစ်ခုကနေပြီးတော့ relationship ရှိတဲ့သူတွေပေါ့နော်ရှိတယ်ဒါပေမဲ့အဲ့ relationship ကမပျော်ရဘူးပိတ်မိနေတယ်ဆိုရင်ဒီ2026ထဲမှာစပြီးတော့ထွက်နိုင်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့တချို့တွေကြရင်လည်းအဲ့လိုမျိုးအရန်တော့ပျော်နေရတာမျိုးတော့မဟုတ်ဘူး relationship သမားတွေပေါ့နော်အရန်ပျော်နေရတာမျိုးမဟုတ်ဘဲနဲ့စကားများလိုက်ပြက်လိုက်ဆိုတဲ့ပုံစံပြန်တွဲလိုက်ဆိုတဲ့ပုံစံမျိုးတွေနည်းနည်းမြင်နေဒါပေမဲ့တော်တော်များများတော့စကားများလိုက်ပြက်လိုက်ပြန်တွဲလိုက်မဟုတ်ဘဲနဲ့တေချာကိုပြတ်သားနိုင်တဲ့အနေအထားတွေဖြစ်လာတတ်တယ်ပေါ့နော် single တွေပေါ့နော် single တွေအနေနဲ့က relationship ရဖို့ကတော့100% တော့မမြင်သေးဘူးဒီနှစ်ကတော့ Virgo တွေကိုပို focus ထားမယ်နှစ်တစ်နှစ်လိုပဲမြင်နေပေါ့နော် single ရော relationship သမားရောအဓိကကို focus ထားပြီးတော့ပဲရှေ့ဆက်ရမယ်နှစ်တစ်နှစ်ဖြစ်လာလိမ့်မယ်ပညာရေးပိုင်းတော့နော်ပညာရေးပိုင်းနဲ့ပတ်သက်တယ်ဆိုရင်လည်းပညာရေးပိုင်းနဲ့ပတ်သက်ရင်ကောင်းတယ်ဒါပေမဲ့ပညာရေးပိုင်းမှာကျန်းမာရေးအနှောက်အယှက်လေးနည်းနည်းဝင်တတ်တယ်ပေါ့နော်ကိုကဆောင်းမိုးပွဲနာနီးမှဖြားလို့အဲ့လိုမျိုးအပြေးဝမဖြေနိုင်တာတို့ကိုမျှော်လင့်ထားသလောက်မလုပ်နိုင်တာတို့အဲ့လိုမျိုးလေးဖြစ်တတ်တယ်ဗာကိုတွေပညာသင်ကြားနေတဲ့သူတွေရှေ့ဆိုအဲ့ဒါလေးကိုနည်းနည်းသတိထားပေါ့နော်ဒီ2026မှာအဲ့လိုလေးကျန်းမာရေးအနှောက်အယှက်ဝင်တာမျိုးလေးဖြစ်တတ်တယ်ပညာရေးပိုင်းမှာကျန်းမာရေးပိုင်းကကြတော့ဗာကိုတွေအနေနဲ့ကအစိုးတော့မရှိဘူးဒါပေမဲ့ဘလို့ရှိလဲဆိုတော့အဲ့လိုမျိုးတခုခုလုံးတော့မယ်တို့ခရီးသွားတော့မယ်ပဲဖြစ်စေတခုခုလုံးဖို့ plan လာတို့အဲ့လိုမျိုးတွေဆိုရင်နည်းနည်းထပြီးတော့ဖောက်တာမျိုးလေးနည်းဖြစ်တတ်တယ်ပေါ့နော်အဲ့လိုလေးတော့သတိထားဖို့လိုတယ်ပြီးတော့ကိုမဟုတ်ဘဲနဲ့အဲ့လိုမျိုးကိုယ့်ရဲ့အသိမိတ်ဆွေတွေအားတို့အဲ့လိုမျိုးကျမကြီးမကောင်းတဲ့သတင်းကြားတာတို့ဘာလို့အဲ့လိုမျိုးလေးတွေပို့ပြီးတော့ဖြစ်တတ်တယ်ပေါ့နော်ဒါကတော့ Virgo တွေအတွက်2026 guidance ကိုစားပြုကတ်ပေါ့နော်